အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဇေဒူဒီ YouTube channel မှာဆက်ပြန်လို့ကြိုလို့ပါနော်ကျွန်တော်တို့29ရက်နေ့ကနေပြီးတော့31ရက်ခွန်လ2026ဒီတစ်ပတ်ဆက်တွေမိတ်ဆွေတို့တောင်းဆိုအများဆုံးအတိဆိုင်ရဲ့လက်ကျန်စာတွေကိုကျွန်တော်ဆွေးပြီးတော့တင်ဆက်ပတ်သက်ပေးလိုက်ရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဇေဒူဒီ YouTube channel လေးရဆိုရင်ဒီလိုမျိုးတစ်ပတ်ဆက်တွေအတိဆိုင်အဆောင်တွေနဲ့တစ်ပတ်ဆက်တွေအင်္ဂါမကျော်ရှုပတ်ဒီတစ်ပတ်ဆက်တွေဇာတူလုံးဝရှုပတ်သီးနဲ့လေလုံးခွေစိန်ပရိအစတဲ့ကျွန်တော်ရဲ့ကိုပိုင်ထုတ်ထားတဲ့တူရီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဆွေးနွေးပြီးတော့တစ်ဆက်ပတ်သက်မယ်ဖြစ်လို့ channel လေးကို subscribe မနေတဲ့ message တွေလည်း channel လေးကို subscribe နေထားဖို့နဲ့နောက်လာမယ့် video အသစ်တွေနဲ့ပို့တဲ့နာမည်နဲ့မြင်အောင်ဘေးနောက်က notification လေးကို on လုပ်ပေးအောင်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့ channel မှာလက်ခံထားတဲ့ Java စညာလေးဖြစ်ပါတယ်2D ကို8ဆစ 3D ကို9ဆတုပ်ပတ်လက်ဆစပေးတဲ့ရွှေမာ 2D ဆိုရင်အသုံးပြုသူပေါင်း9000ကျော်ရှိတဲ့အတွက်ကြောင့်မိတ်ဆွေတို့ယုံကြည်စိတ်ချနဲ့ကစားနိုင်ပါခင်ဗျာရွှေမာ 2D application ကို download လုပ်ဖို့အတွက်ဒီ video ရဲ့ comment အောက်မှာကျွန်တော်ချပေးထားပါတယ်ဝင်ရ download ဆွဲနိုင်ပါခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီ video လေးကိုအဆုံးထိအောင်ဆက်လက်ပြီးတော့ကြည့်ရှုလိုက်ခင်ဗျာ